အရေးအချင်းမလို့လာစာအများကြီးရမယ်ဆိုတာအခွင့်အရေးလားတနေ့ကို2နာရီလောက်ပဲအချိန်ပေးရုံနဲ့2လကိုစက္ကန့်သိန်းအထိရနိုင်ပါတယ်ဆိုတဲ့စာသားလေးတွေဟာအွန်လိုင်းသုံးနေရင်ကိုမျက်စိရှေ့ကိုမကြာခဏရောက်လာတတ်ပါတယ်ဆွဲဆောင်မှုရှိလုံးတဲ့ဒီစကားလုံးတွေနောက်မှာဘလို့ထောင်ချောက်တွေရှိနေမလဲဆိုတာစဉ်းစားမှုပါသလားတခါတလေမှာအလုပ်ရဖို့ကြိုးစားရင်ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေအချံတွေနဲ့ကိုရေးအချက်အလက်တွေကိုလိမ့်လေသူတွေလက်ထဲအလကားပေးလိုက်တယ်လို့ဖြစ်နေတတ်ပါတယ်လိမ့်လေသူတွေဟာများသောအားဖြင့်လူမှုကွန်ရက်ပေါ်မှာအကောင့်တုတွေနဲ့အလုပ်ခေါ်လေးရှိပြီးအရင်ဆုံးဝှေ့သွင်းရမယ်ဒါမှမဟုတ်ကိုရေးအချက်အလက်တွေပေးရမယ်ဆိုတဲ့လှည့်ကွက်တွေကိုအသုံးပြုတတ်ကြပါတယ်ကိုရာအလုပ်တစ်ခုကိုအပင်ပန်းခံလုပ်ပေးလိုက်ပေမဲ့နောက်ဆုံးမှာလက်စာမရပဲအဆက်အသွယ်ဖြတ်တောက်ခံရတာမျိုးဟာလည်းဒီကိတ်မှာအတွေ့များတဲ့အလိမ်အညာတစ်ခုပါပဲတတိထားရမယ့်အချက်တွေကတော့အလုံးမလုံးရသေးခင်အာမခံကြေးတောင်းရင်ချက်ချင်းလှည့်ပြန်လိုက်ပါကုမ္ပဏီရဲ့နောက်ကျောင်းနဲ့တရားဝင်မှုရှိမရှိကိုအရင်ဆုံးစုံစမ်းပါကိုယ့်ရဲ့ချို့ဝှက်ကုတ်နဲ့ data တွေကိုဘယ်သူ့မှမပြောပါနဲ့အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေလည်းအလုပ်ရှာဖွေတဲ့နေရာမှာပိုပြီးတတိထားနိုင်မယ်လို့မျှော်လင့်ပါတယ်နော်မိတ်ဆွေတို့ရောအလောက်ရှာရင်းနဲ့ဒီလိုထူးထူးဆန်းဆန်းအလိမ်အညာတွေကြုံဘူးလားကြုံဘူးရင်ကမန်းမှာအတွေ့အကြုံလေးတွေဝေမျှပေးသွားပါဦးနော်